မြမကြက်ကငါ6000ကျော်ပါချစ်တို့သိရနော်မြမကြက်ကငါ6000ကျော်ဟာငါကွန်ဆက်ပါမယ်ငါကွန်ဆက်တွေအများဆုံးပါတယ်ကတ်တာပါတယ်ငါပြင်မပါတယ်နက်ကတော့ပါတယ်ကတ်ခွေရန်ပါတယ်ကတ်ခွေရန်ပါတယ်ကတ်တာပါတယ်နက်ကတော့ပါတယ်ငါကွန်ဆက်ပါတယ်ပင်လည်းငါပြင်မပါပါတယ်ရှင်အရန်ကောင်းပါတယ်မြမကြက်ကငါ6000ကျော်အားဆိုရင်မြေပဲစုံစီအစ်စ်နဲ့ကြော်ထားတာမလို့ကိုရန်နဲ့မြေပဲစုံစီပဲစားသလိုချစ်သူတို့လည်းမြေပဲစုံစီနဲ့ကြော်ပေးထားတဲ့အကြောင်းမလို့အန်ရကင်းပေးရှင်မိသားစုကျမ်းမာရေးနဲ့ညီညွတ်တဲ့ငါ6000ကျော်ပါရှင်အရန်ကောင်ငါ6000ကျော်ပါလေနော်ပေါ့ချိုးပြီးတော့ပင်လယ်ကြောက်အစ်စ်ຫນွေကြောက်အစ်စ်ဖြစ်ပါတယ်ပင်လယ်ကြောက်ຫນွေကြောက်အစ်စ်ပင်လယ်ရင်းနဲ့ဆေးထားတဲ့အငံတက်လေးရှိပြီးတော့ဒါကိုပြုတ်ပြီးတော့မှမညော်လို့တော့ပင်လယ်ရင်းအငံတက်တောင်မရှိတော့ပဲတအားချို့ပြီးတော့ငါပြရင်ဖျားရမတက်ကိုချို့ရတယ်ချစ်သူတို့နော်အရန်ပေါ့အရန်ချို့နေတော့ကခုရန်ငါ6ပါနေလို့မိုးမွေးလေးနဲ့ငါကွန်းဆက်ရဲ့အရသာပင်လယ်ငပြင်းမရဲ့ကောင်းချင်းကတ်တာရဲ့နုညံ့ချင်းနေနဲ့ကျမချစ်သူတို့ရေငပြင်းမရဲ့ဝါလို့ကောင်းတဲ့အရသာကျမချစ်တယ်ငါကွန်းဆက်ကအနံ့အသက်ကခုရန်ရဲ့မွေးကြိုင်ချင်းเนาะချစ်သူတို့စဉ်းစားကြည့်တာမှချစ်သူတို့ရဲ့เนาะတကယ်ကိုကောင်းမွန်တာပါနတ်ကတော်ရဲ့အမတန်ကောင်းမွန်သောချို့သောအရသာတွေနဲ့ပေါင်းစုတော့ဒီက6000ကျော်ဘယ်အထိကောင်းနေမလဲဆိုတာကိုချစ်သူတို့ပြပြရင်းနဲ့ကဲချစ်သူတို့ရေမမညိုတို့ကိုယ်တိုင်ကြော်ထားတဲ့စက်သွန်ကျော်လေးဖြူပါသမီးလေးဖြူစက်သွန်ကျော်ဖြူနည်းနည်းဖြူနည်းနည်းဆဆလေးဖြူဖြူစက်သွန်ကျော်ကတအိုးတူပါလို့ရှင်ကျမတို့မှာတအိုးတူပါလို့ဆွတ်သမီးဆွတ်စက်သွန်ကျော်လေးအများကြီးမထည့်ဘူးเนาะချစ်သူတို့နည်းနည်းလေးထည့်အောင်နည်းနည်းလေးထည့်အောင်စက်သွန်ကျော်ငါ6000လေးစားကောင်းရုံပဲအနံမွေးလေးပဲဘက်ကငါ6ကိုနည်းနည်းငါ6သားလေးနည်းနည်းကုတ်ငါ6သားလေးကိုနည်းနည်းကုတ်လိုက်ဒီဘက်ကငါ6သားလေးနည်းနည်းကုတ်ဟုတ်ပြီကဲထဲတော့ရပြီကဲကျက်သွန်ကျော်ငါ6စားကောင်းရုံပဲထည့်ထားပါတယ်ရှင်ကျမရဲ့ဝန်ထမ်းတွေရဲ့အနေထားလေးကြီးနော်အနေထားကတော့စနေသားပါပဲရှင်အနေထားကတော့စနေသားပါပဲရှင်ကဲကျမတို့တည်တည်ချာတက်တက်ရလုံနေပါတယ်ရှင်ကျမကတော့ဘက်ကင်ဗီဒီယိုဆိုတော့ဘက်ကင်မရာလှည့်ပြလို့မရလို့ပါနော်ဟုတ်ကဲ့ပါရှင်ဒီအောက်ကစီးပေးမယ်လို့စီးပေးမယ်နည်းနည်းလေးမြောက်ထည့်ခောက်တဝက်လောက်ခောက်ချလိုက်တဝက်လောက်ကိုခောက်ချ30သားပြအောင်ထက်30သားပြအောင်ထက်သမီးလေးထက်ကဲကျမချစ်သူတို့30သားကိုကျမချစ်သူတို့ရေ30သားကိုကျမ1000ရောင်းချင်ပါတယ်ရှင်30သားကို1000ရောင်းချင်ပါတယ်ရှင်မရောင်းပါဘူးကျမ30သားကို9000 3တုံ2000နဲ့ယူပါ30သားကိုဘယ်လောက်ရလဲအေးစုကင်ပြလိုက်သမီးလေးကင်ပြတာ30သားကိုဘယ်လောက်ရတယ်လဲဆိုတော့ကင်ပြလိုက်ကြည့်ပါရှင်30သားကိုအများကြီးတအိမ်လုံးစားတမိသားစုလုံးစားတအိမ်လုံးစားတအိမ်လုံးစားတမိသားစုလုံးစားပါရှင်ဟုတ်ကဲ့ပါရှင်ကောင်းလိုက်တာရှင်ကြည့်ပါအောင်ရှင်ဒီလိုပြီးတော့မှလို့ဒီလားတော့လောက်ခောက်ချလိုက်ယူပြတမီးပြအဲ့ဒီမှာယူပြ30သားတို့ကိုယူပြ30သားတို့ကိုကြည့်ပါရှင်30သားအောင်နော်စားပါလိ30သားအောင်စားပါလိရှင်စားပါလိတမီးသားစုလုံးစားတစ်ရွှေလုံးတစ်ပြုံးလုံးစားမုံရွာ100လုံးစားရပြီကျမတို့ရွာမှာတော့ပြောနာမုံရွာ100လုံးစားလို့တော့မကောမုံရွာ100လုံးကဘာထိပ်ပဲတော့ကျမလည်းမသိဘူးရှင်းလူကြီးတွေပြောလို့ပြောတာ17ချက်သားလောက်ထက်သမီး17ချက်သားလောက်ထက်17ချက်သားလောက်ထက်โอเคတပီးကြလိုက်အတိုင်းလေးကင်အတိုင်းလေးကင်နော်စားပါ100လုံးစားတစ်ရွှေလုံးတစ်ပြုံးလုံးစားနော်အတိုင်းဝိုင်းတစ်ခုလုံးစား30သား9033ကို2000ကျမ30သားကို1000ရောင်းချင်တာချစ်သူတို့တွက်ကြည့်ပါရေပဲစုံစီဈေးငါ6ဈေးငါ6အကောင်းစားတွေတုံးထားတယ်ငါ6အကောင်းစားတွေရဲ့ဈေးမြေပဲစုံစီဈေးကြက်သွန်ကျော်ဈေးချစ်သူတို့နော်တွေးကြည့်ပါရှင်တွေးကြည့်ပါရှင်ငါ6ဈေးကြက်သွန်ကျော်ဈေးအိတ်ဖိုးတွက်ကြည့်ပါနဝရီက17ချက်သားထက်သမီး17ချက်သားထက်နည်းနည်းတော့17ချက်သားထက်ငါ6အကောင်းစားတွေထထားတဲ့ဈေးကျက်သွန်ကျော်ဈေးနောက်တွက်ကြည့်ပါကျက်သွန်ကျော်ဈေးနောက်ကျက်သွန်ကျော်ရတဲ့ဒုက္ခကျက်သွန်ကျော်ဈေးငါ6ကိုထောင်းရတဲ့ဒုက္ခအယိုးနှွင်ရတဲ့ဒုက္ခအမလေးချစ်သူတို့ရဲ့အများကြီးပါနော်ငါ6ကိုအယိုးနှွင်ရတဲ့ဒုက္ခထောင်းရတဲ့ဒုက္ခပြုတ်ကြတဲ့ဒုက္ခနော်ချစ်သူတို့စဉ်းစားငါ6ကိုပြုတ်ကြတယ်ငါ6ကိုလောက်ကြတယ်ငါ6ပြောင်းလောက်ကြတယ်ပြုတ်ကြတယ်ထောင်းရတယ်ဒုက္ခတွေမြေပဲစုံစင်းနဲ့ကြုံရတဲ့ဒုက္ခတွေမိဘူးနားမှာနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မုံရွာ100လုံးစား100လုံးစားတစ်မျိုးလုံးစားနော်တမိသားစုလုံးစားအနေဆုံးမိသားစု3ယောက်လောက်ကတော့အေးစစ်စစ်ပဲနော်3ယောက်4ယောက်ကအေးစစ်လို့ဆိုဘယ်နှစ်ရက်လောက်စားမလဲအေးစစ်လို့ဆိုဘယ်နှစ်ယောက်လောက်စားမလဲဒီကဆိုရင်အဖေဆိုရင်နည်းနည်းကောက်စားဆိုကြာကြီးစားတာနည်းနည်းချင်းသူကအဲ့လိုချိုးကြောက်ဆို30သား9000တန်လားမတန်လားသမီးအဲ့တော့အိတ်ဖိုးနော်ချစ်တို့အိတ်ဖိုးကျက်သွန်ကျော်ဖိုးငါ6ဖိုးစီဖိုးအယိုးနှွင်ရတဲ့ဒုက္ခ
ထားရတဲ့ဒုက္ခစဉ်းစားကြည့်ပါနော်ကဲထက်ဒီကတော့ကြောက်ထက်ဒါတွေကိုလေစုပ်ပါတော့မယ်ရှင်เนาะလေစုပ်စတဲ့ထုတ်ကို9000 3000 2000အရန်ကိုမှကောင်းဝင်တော့ကြည့်ပါအောင်ရှင်ကောင်းလိုက်တာမှကြည့်ပါအောင်ရှင်เนาะအရန်ကောင်းလိုက်တာမှရှင်တို့9000ကဒီစုဘယ်လောက်စားလို့ရလဲသမီး ဒီတော့ဆောင်းဆို3ရက်4ရက်တော့စားလို့ရတယ် ဒီအထက်သမားရောက်တဲ့သမား3 4ကတော့စားလို့ရတယ် အဲ့တော့စားကြည့်တယ်လေမရဘူးလေ ဘယ်နှခါလောက်စားမလဲနေဆိုဘယ်နှခါလောက်စားမလဲ ဒါဆိုလို့ရှိရင်တော့3ခါလောက်တော့စားမယ် 3ခါလောက်စားမယ် อืม 9000တန်လားမတန်လား9000တန်လားမတန် တ လား န်တာပေါ့ ကြည့်ပြနော်ဒီစုပ်ပါမယ်ရှင်ဒီ6000ကျော်တွေကျွန်တော်တို့ပြီးလို့ရှိရင်ဒီစုပ်ပါမယ်နော်ကဲယူလို့ရပါပြီဝယ်လို့ရပါပြီရှင်တစ်ထုပ်ကို9000 3ထုပ်ကို2000တစ်ထုပ်ကို9000 3ထုပ်2000ကျွန်မတစ်ထုပ်ကို1000ရောင်းကြဒါပေမဲ့မရောင်းဘူးကျွန်မချစ်သူတွေချစ်လို့တစ်ထုပ်ကို9000 3ထုပ်2000နဲ့ရောင်းပေးထားတာပါရှင်စီဘိုးတွေရှိမယ်အိတ်ဘိုးတွေရှိမယ်မီးဘိုးရေဘိုးအစုံလုံးသမားကအတွက်ကြည့်ပါငါ6ဘိုးကျက်သွန်ချော်ဘိုးမြေပဲစုံစီအစ်စ်အိတ်ဘိုးအိုးနော်ဒီငါ6ကိုအယိုးနေရတဲ့ဒုက္ခထောင်းဝထုတ်ရတဲ့ဒုက္ခပြုတ်ကြတဲ့ဒုက္ခချစ်သူတို့ရဲ့အတွက်ကြည့်ပါကိုမဝရတွေးကြည့်နော်ဘလောက်တောင်အေးစုထောင်ပြပါအောင်သမီးလေးဘလောက်တောင်တန်နေလဲဆိုတာကြည့်9000တန်မတန်စဉ်းစားပြီးတော့နော်နဝလီကတွေအများကြီးရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကဲမြန်ဝယ်ပြီးတော့ချစ်သူတို့မြန်ဝယ်တော့ကျွန်တော်တို့ဒါမီးလေးပြည့်လို့ပြီးရင်လေးစုပ်မယ်ရောင်းမယ်โอเคနော်မီးလေးနဲ့ပိတ်ပြီးတော့ရောင်းမယ်ဘူးလေးနဲ့ထည့်မယ်မီးလေးနဲ့ပိတ်ပြီးဘူးလေးနဲ့ထည့်မယ်နော်โอเคမြန်မှာပါအများကြီးမရပါဘူးအားလုံးပေါင်းမှာအထုပ်80 80လောက်ပဲရှိပါတယ်နော်โอเค